ဆိုတာဘယ်သူမှအမှားမကင်းနိုင်ပါဘူးအမှားပြောက်လို့အမှန်လန်းရောက်တဲ့အခါကိုလုံးမိတဲ့အမှားပြန်စဉ်းစားပြီးတော့ပူပန်းမနေရဘူးအဲ့ဒီအမှားမျိုးထပ်မမှားဖို့ကိုပဲထပ်မကျူးလွန်ဖို့ကိုပဲအားထုတ်ရမယ်ငါနောင်ပေတော့မှသိလျက်နဲ့တော့အမှားကိုမလုပ်တော့ဘူးလို့ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်ဖို့ဟာအဓိကကြတယ်ဗုဒ္ဓကလည်းသူ့တပည့်ယဟန်တွေကိုအပြစ်တွေပြုလုပ်မိတဲ့အခါအဲ့ဒီအပြစ်လုံးမိတာတွေကိုဝန်ခံဖို့နဲ့နောက်ထပ်မကျူးလွန်ဖို့စောင့်စည်းဖို့ကိုပဲတဦးနဲ့တဦးပြောကြားဝန်ခံခြင်းနဲ့အပြစ်တွေကိုကုစားစေခဲ့တယ်ကျူးလွန်မိတဲ့အပြစ်ကြီးကိုအပြင်းအလှန်စဉ်းစားအောင်မေးပြီးတော့ပူပန်းနေဖို့မဟုတ်ဘူးလူတွေကိုတတ်လက်တွေကိုဖြတ်ပြီးတော့ကြံ့ရံပြည်နေတဲ့လူချမ်းလူရန်ကြီးအင်္ဂုလိမာလဗုဒ္ဓနဲ့တွေ့အတိရေယယဟန်ဘဝရောက်လာပြီးတဲ့နောက်သူရဲဝံ့ဝံ့ပြောတဲ့စကားကငါအရိယာဖြစ်တဲ့နေ့ကစပြီးတော့သေစေခြင်းနဲ့စိတ်နဲ့ဘယ်တော်ဝါကိုမှမတတ်ဘူးတဲ့လူတွေကိုတတ်လက်တွေကိုဖြတ်ပြီးရက်ဆက်ကြမ်းကြုတ်တဲ့အင်္ဂုလိမာလာကြီးဟာဖျားနဲ့တွေ့လို့တရားတွေသိသွားတဲ့အခါသူဟာမြင့်မြတ်တဲ့ယဟန္တာတောင်ဖြစ်သွားခဲ့တယ်မဟုတ်လားအမှားတွေကိုမသိလို့ကျူးလွန်ခဲ့ပေမဲ့တရားကိုသိမြင်သွားတဲ့နေ့ကစလို့လက်တွေ့ကြင့်ကြံနေထိုင်နိုင်သွားတော့လေသူဟာသူတော်ကောင်းကြီးဖြစ်သွားပါတယ်ဘဝတစ်လျှောက်လုံးလိုလူတွေကိုတတ်လက်တွေကိုဖြတ်လာခဲ့တဲ့သူကယဟန္တာဖြစ်သွားတဲ့အခါသူ့နှုတ်ကသစ္စာစကားတစ်ခုအဖြစ်ပြောခဲ့တဲ့စကားလေးကတော့ယာတောဟံပဂိနိအရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိစဘာနာဇီဝိတာဟောရောပေယတဲ့ငါဟာအရိယာဇတ်အရိယာဓာတ်တွေရပြီးကြတဲ့ကသေစေခြင်းနဲ့စိတ်နဲ့ဘယ်သူကမှမတတ်ဘူးတဲ့ဒါဟာငါရဲ့အမှန်တရားပဲသူအရိယာမဖြစ်ခင်ကသူတရားတွေမသိခင်ကတတ်ခဲ့တာတွေဖြတ်ခဲ့တာတွေထဲ့ပြောမနေဘူးပြန်ရှင်းမနေပါဘူးတွေးမနေပါဘူးစိတ်မကောင်းဖြစ်မနေပါဘူးသူတရားကိုသိမြင်လာလို့အရိယာဖြစ်တဲ့နေ့ကစလို့ငါဘယ်သူကမှမတတ်ဘူးလို့ပဲရဲရဲဝံ့ဝံ့ပြောဆိုခဲ့တာမဟုတ်လားဒါကြောင့်ပြောချင်တာကတော့ပုထုဇဉ်မှန်ရင်ဘယ်သူမှအမှားမကင်းနိုင်ပါဘူးဘယ်သူမှအပြစ်ကင်းနိုင်တယ်လည်းမထင်ပါဘူးအဲ့ဒီလိုအမှားတွေကျူးလွန်လို့အပြစ်တွေဖြစ်ပြီးတဲ့အခါနောင်အဲ့ဒီအမှားမျိုးအဲ့ဒီလိုအပြစ်မျိုးကိုမကျူးလွန်ဖို့ထပ်မမှားဖို့သာအဓိကအားထုတ်ကြိုးစားကြမှာအရက်တွေတောက်ခဲ့လို့မှားခဲ့တဲ့အမှားတွေအတွက်ပူပန်းမနေပါနဲ့တော့ငါဒီနေ့ကစလို့အရက်မတောက်တော့ဘူးလို့ပဲကြွေးကြော်နိုင်အောင်လုပ်ပါကြိုးစားအားထုတ်ပါအလောင်းစားတွေလုပ်ခဲ့လို့ဘဝတွေပြက်ခဲ့ရတာကိုနောင်တရစိတ်ဆင်းရဲမနေပါနဲ့ငါဒီနေ့ကစလို့အလောင်းစားမလုပ်တော့ဘူးလို့ပဲကြွေးကြော်နိုင်အောင်လုပ်ပါကြိုးစားပါအားထုတ်ပါဒေါသတွေနဲ့ဆူခဲ့ဆဲခဲ့တာတွေအတွက်စိတ်မကောင်းစိတ်ဆင်းရဲတွေဖြစ်မနေပါနဲ့နောင်မဆူဖြစ်အောင်မဆဲဖြစ်အောင်နေမယ်လို့ကြွေးကြော်နိုင်အောင်လုပ်ပါဘာတွေပဲမှားခဲ့အဲ့ဒီမှားခဲ့တာတွေအတွက်ပူပန်ဆင်းရဲမနေပါနဲ့နောင်မမှားစေရဘူးလို့ပဲကြွေးကြော်နိုင်အောင်ကြိုးစားပါမှားခဲ့တဲ့အမှားအတွက်ပူပန်ဆင်းရဲနေခြင်းဟာဘာကောင်းကျိုးမှမဖြစ်စေအမှားတွေထပ်နေခြင်းသာဖြစ်လိမ့်မယ်ဒါဟာဘဝအတွက်အကောင်းဆုံးနေထိုင်ကျင့်သုံးခြင်းပဲလို့သဘောပေါက်သိမြင်စေခြင်းပါတယ်ကဲအားလုံးပြောဆိုမှုကလည်းရှည်လျားသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာပဲညီကုန်းချုပ်ချင်ပါတယ်အားလုံးအမှားပေါ်ကိုအမှားမထပ်အောင်အင်္ဂုလိမာလတုံနှလုံးမူးပြီးတော့ကျင့်သုံးနိုင်ကြပါစေလို့ဆန္ဒပြုခဲ့ပါတယ်